Hey guys, welcome back to my channel. ဒီနေ့ချက်စားဖြစ်တဲ့ဟင်းလျာတွေကတော့ငါးဦးစီပဲလို့လည်းခေါ်တယ်။နောက်ပြီးတော့ငါးဦးစီပေါင်းလို့လည်းခေါ်တဲ့ငါးဦးစီပဲဟင်းလျာလေးကိုချက်ပြမှာဖြစ်ပါတယ်။ရင်စောငါးဦးစီဘက်ကိုရေပြောင်းအောင်ဆေးပြီးတော့စပန်လေးထည့်ပြီးပြုတ်ပါမယ်။အညီအဟောက်တွေပျောက်သွားအောင်လုပ်ဖြစ်ပါတယ်။ထုံးစံတိုင်းချက်သွန်လေးချက်သွန်ပြူချင်းပလင်းတို့ကိုရောပြီးတော့ထောင်းရမယ်။လူသီးစိမ့်လေးလည်းနိုင်ငံနဲ့ပြထားပါမယ်။မချီသီးလေးတွေကိုလည်းရေစိမ်းထားလိုက်ပါမယ်။ကဲအားဆိုရင်ထုံးစံတိုင်းထောင်းထားလေးတွေကိုစီးတက်မယ်စီးတက်လို့အနံလေးမွေးလာပြီဆိုရင်ငါ့ဥစီကလေးတွေကိုထည့်ပါမယ်နည်းလေးနှံ့မွေးပြီဆိုရင်မကြီးရေလေးလောင်းလိုက်ပါမယ်မကြီးရေလေးလောင်းပြီးရင်တော့2မိနစ်ခန့်တည်ပါမယ်2မိနစ်ခန့်တည်ပြီးရင်တော့မှအရသာအတွက်ရုံမုတ်ရဲ့ဒီကြိုင်လေးအနည်းငယ်ကိုထည့်ပါမယ်ဆုံးမှာတော့ငွေသေးသေးလေးတွေကိုအုပ်ပေးလိုက်ရင်ရလာရှိတဲ့ငါးဦးစီပန်းဟင်းလေးရလေးရရှိပါပြီငါးဦးစီဘက်ကဈေးထဲမှာလည်းအလွယ်တကူဝယ်လို့ရတဲ့အတွက်လိုက်ပြီးတော့ချက်စားကြည့်ကြပါနော်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် See you my next video bye guys